နေရိုတိုကယ်ဖို့ခါကယ်ရီယာရောက်လာကြတဲ့အတွက်မမိုရှိကီကလည်းရင်းနေကန်ရှိရဲ့ဆာစကဲရဲ့လက်ချက်ဆိုတာသိလိုက်ပြီးခဏအတွင်းမှာပဲနေရိုတိုကိုကယ်လိုက်နိုင်တဲ့ပြင်ခစ်တခေရဲ့အကောင်းဆုံးနေရာတွေဖြစ်ခဲ့တဲ့ရွာကောင်းဆောင်တွေကအိုဆူဆူကီတွေကိုစတင်ရင်ဆိုင်ကြပါတယ်နေရိုတိုကလည်းသူ့သားကိုသူငငယ်ရဲ့အင်ဂျင်နဲ့မြင်လိုက်ရတဲ့ကြောင့်သူ့ကိုယ်ပါကိုပြန်မြင်နေရတယ်လို့ခံစားနေရပြီးအရင်ကရွာတွေကလူတိုင်းကိုကောက်ွယ်ဖို့ကြိုးစားရင်ကိုမိသားစုအပေါ်တာဝန်မကျေပဲလစ်လျူရှုခဲ့တယ်လို့ဖြစ်သွားခဲ့တာကြောင့်သူ့သားပေါ်နားလည်ဖို့မကြိုးစားခဲ့တဲ့ကိစ္စအလုံးအတွက်နေရိုတိုကစပြီးတောင်းပန်လိုက်ပါတယ်သူငငယ်တုန်းကလည်းဘရူတိုလိုပဲအာယုံစိုက်ခံနေတာကြောင့်ကြောက်တုံးမျက်နှာကြီးတွေကိုဆေးချခဲ့တဲ့အတွက်အီရူကဆန်ဆဲဆူတာကိုခဏခဏခံခဲ့ရတဲ့ကြောင့်သူ့သားကိုပြောပြလိုက်ပါတယ်အဲဒါကြောင့်ပဲဘရူတိုကိုနားလေဆုံးကသူ့ပဲဖြစ်တဲ့ကြောင့်နေရိုတိုကပြောပြလိုက်ပြီးဘရူတိုကလည်းသူကိုယ်တိုင်ကအဖေအကြောင်းကိုအများကြီးသိကျင်ခဲ့ပေမဲ့သူ့ရဲ့မာနစိတ်ကြောင့်တင်းခံခဲ့တဲ့ပြင်သူ့ခံစားချက်ကိုပဲတစ်ဖက်သက်တွေးခဲ့မိတဲ့အကြောင်းဝန်ခံလိုက်ပါတယ်အဲ့လိုနဲ့အချိန်ကြာကြီးအိမ်တွင်းစစ်ဖြစ်ခဲ့တဲ့တားဖတ်မြောက်ကပြန်လဲအဆင်ပြေသွားကြပြီးပြောပြဖို့အချိန်ရှိမယ်ဆိုရင်အဖေရဲ့အတိတ်ကအကြောင်းတွေအားလုံးကိုနားထောင်နေတဲ့အကြောင်းဘရူတိုကပြောလိုက်ပါတယ်အဲဒါကြောင့်နေရီတိုကလည်းအိမ်မြန်ရောက်ရင် story ပိုင်းစီ channel မှာတွားနှားထောင်လို့ရတဲ့အကြောင်းနဲ့သူ့အားလုံးကိုကောက်ွယ်မယ်လို့ခဏခဏပြောနေတာကလည်းပြောပြီးရဲ့စကားကိုဘတော်မှပြန်မယုတ်သိမ်းတာကသူ့ရဲ့နင်ညာလန်းစင်မယ်လို့သူချစ်ရတဲ့တားကိုပြောပြပေးလိုက်ပါတယ်ပြီးရင်တော့နဖျားလို့ထင်နေတဲ့ကောင်တွေကိုအပီကျိတ်ဖို့တွေးလိုက်ပြီးရှီကာမာရူကလည်းရန်သူဘက်ကဥရာရှိကီကကဘာပေါ်မှာရှိနေသေးတဲ့အကြောင်းလိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေကိုပြင်ဆင်ပေးနေကြရပါတယ်ရှီကာတိုင်ကတော့သူ့တငယ်ချင်းဘရူတိုအတွက်စိတ်ပူနေရကြောင်းသူနဲ့နိုင်ရိုတိုငငယ်အတိုင်းပဲဖြစ်တဲ့အကြောင်းနဲ့အခုချိန်မှာအရေးကြီးဆုံးကရန်သူအချိန်မီဝင်လာနိုင်တဲ့အခြေအနေမှာကိုဘေးနာကလူတွေကိုကာကွယ်ပေးဖို့ကပိုအရေးကြီးတဲ့အကြောင်းရှီကာမာရူကပြောပြလိုက်ပါတယ်အဲ့အချိန်တခြားဂျိုတစ်ခုပေါ်မှာတော့ဆာစကဲနဲ့ခါကယ်ရီယာခင်ရှီကီကိုစတင်တက်ခတ်နေကြပြီဖြစ်ပြီးအိုဆူဆူကီမျိုးနဲ့ဖြစ်နေပေမဲ့လည်းတစ်ဖက်ကတိုက်ရိုက်ခိုက်ရပြေးဝနေတဲ့စလုံးထောင်းမြောက်နီညာစကွဲရဲ့သူရဲကောင်းတွေဖြစ်နေကြကြောင်းခင်ရှီကီကလှုပ်မရအောင်ချုံနှောင်ခံလိုက်ရပါတယ်မမိုရှိကီကိုလည်းဂါရာဒါရီနေရိုတိုနဲ့ဆာစကဲတို့ကဝိုင်းလိုက်ကြပြီးမမိုရှိကီကဂျူဆူတွေကိုစုပ်ယူပြီးပြန်သုံးလို့ရရင်တောင်တိတ်ပတ်နေကြလက်ပတ်လိုမျိုးဂျူဆူတစ်ခုကိုတစ်ချိန်ပဲပြန်သုံးနိုင်တာဖြစ်တဲ့အတွက်ဂျူဆူတွေမသုံးမဲ့အင်အားသုံးပြီးချရင်အေးအေးဆေးဆေးပဲဖြစ်တဲ့အကြောင်းသိသွားကြပါတယ်အဲဒါကြောင့်ပဲမမိုရှိကီကလည်းသူ့ရဲ့လှုပ်ဝက်ချက်ကိုသိသွားကြတဲ့အတွက်အိုဆူဆူကီတွေဘာလုပ်နိုင်လဲဆိုတာပြပေးမယ်လို့ပြောလိုက်ပြီးသူ့ရဲ့တက်တော်ဆောင်ခင်ရှီကီကိုဆွဲယူလိုက်ပါတယ်ခင်ရှီကီကိုယ်တိုင်ကလည်းလိုလိုချင်းချင်းနဲ့သူ့ရဲ့ချာကရာတွေကိုစားသုံးဖို့ပြောလိုက်ပြီးအနီရောင်ချာကရာတီတီတစ်လုံးပြပြောင်းလဲသွားတဲ့အချိန်မှာတော့မမိုရှိကီကအဲ့အရာကိုချက်ချင်းစားပစ်လိုက်ပါတယ်အချိန်နဲ့မဟန်တာကိုတည့်ရဲ့ဆာစကဲကလည်းချက်ချင်းရှင်းပြဖို့လုပ်လိုက်ပြီးနောက်ကျသွားခဲ့ပြီးကို့အဖွဲ့တာကိုပြန်စားလိုက်တဲ့မမိုရှိကီကအခိုးငွေတွေကြားထဲကနေအဝါရောင်ရင်းနေကန်နေတဲ့အတူပုံစံအသစ်နဲ့ထွက်ပေါ်လာခဲ့ပါတယ်အဲ့လိုစွမ်းအားကူပြောင်းမေးတာကသူတို့ခိုင်းရဲ့စီးမင်းတစ်ခုပဲဖြစ်တဲ့အကြောင်းနဲ့နဖျားကိုစန့်ကျင်တဲ့သူတွေကတော့ဒီနေရာမှာပဲတည်တင်းတဲ့အကြောင်းပြောရင်လက်ကိုဆန့်လိုက်တဲ့အချိန်နဖျားတစ်ပင်ကပါနှစ်ပိုင်းပြတ်သွားခဲ့ပါတယ်ပြီးရင်တော့မြင်အောင်မမြင်လိုက်တဲ့အမြန်လုံးနဲ့ဒါရီကိုအရင်သိမ့်လိုက်ပြီးဂါရာကိုပါစပင်နဲ့အသာလေးချုပ်ပြီးတီးပေးလိုက်ပါတယ်ဘေးကကြည့်နေတဲ့ချိုဂျိုနဲ့ခါတာဆူဂျီကိုပါလွယ်လွယ်လေးအမှောက်သိပ်ပြလိုက်တဲ့အတွက်အချိန်ခဏလေးနဲ့ခါခဲလေးရက်ကိုဖြုတ်နိုင်တဲ့အိုဆူဆူကီဆိုတာတွားနှောက်လို့မရတဲ့အကြောင်းဘိုရူတိုကမျက်မြင်တွေ့လိုက်ရပါတယ်တစ်ဆက်တည်းနေရိုတိုကပါတီးဖို့လုပ်ပြီးမြနင်ညာလောကရဲ့အတန်မာဆုံးတက်ရှိလူသားဖြစ်နေတဲ့အတွက်ထင်တယ်လို့တော့လွယ်မနေရကြောင်းသူ့ရဲ့လေးလံပြင်းထန်တဲ့ထိုးချက်တွေနဲ့သူချာကရာပွိုင်တွေကိုပိတ်ချလိုက်ပါတယ်အဲ့ဒါအပြင်ကျန်နေတဲ့ဆာစကဲကိုပါလက်တစ်ပတ်နဲ့ထိန်းလိုက်ပြီးနှစ်ယောက်လုံးကိုတရွတ်တိုက်သိပ်ပေးလိုက်တဲ့အတွက်သူတို့လည်းအသာလေးလုံးနေလို့မရတော့ပဲမကောင်းဆိုးဝါးကိုမကောင်းဆိုးဝါးဆက်ဆံပညာပေးမှရတော့မယ့်အကြောင်းဆာစကဲရောနေရိုတိုပါနားလည်သွားကြပါတယ်ဆယ်စုနှစ်တခုကျော်အကောင်းဆုံးနင်ညာဂျူရိုရဲ့ကြောက်ခမန်းလေးလေးတက်ခိုက်ချက်တွေကိုမမိုရှိကီရတယ်အိုဆူဆူကီဆိုတဲ့နာမည်အတိုင်းနှစ်ယောက်တယောက်ပြန်တီးပြနေပေမဲ့နေရိုတိုရဲ့ကွန်မတ်စကေဆာစကဲရဲ့တိကျတဲ့ကျွမ်းကျင်မှုတွေကြားမှာဒီနှစ်ကောင်ကလုံးဝရှော့တွက်လို့မရဘူးဆိုတာနားလည်သွားပါတယ်အဲဒါကြောင့်ခင်ရှီကီရဲ့ဝယ်ပုံနေနဲ့ပါခုခံမိမယ်တစ်ချက်ပြီးတစ်ချက်အတီးခံရရင်နဖျားတစ်ပင်ရဲ့ထပ်ပိုင်းပြက်နေတဲ့နေရာစီရောက်သွားကြပါတယ်ဒါပေမဲ့အဲ့လောက်နဲ့တော့မပြီးသေးပဲဆာစကဲရဲ့လိုက်တနေချာကရာပေါင်းဆက်ထားတဲ့ဖူမာရှယ်ရူရှူရီကန်ဂျူဆူကိုဝါယာတွေနဲ့ကျွမ်းကျင်စွာတုံးပြနေပြီးမမိုရှိကီကလည်းအားလုံးကိုကာကွယ်လိုက်နိုင်ပေမဲ့မြေရောက်ထဲကနေနောက်ထပ်ရှူရီကန်တစ်ခုကပင့်နေလိုက်ပါတယ်အဲ့ဒါကတော့တစ်ချိန်က The Best Judo တုံးပြခဲ့တဲ့အတိုင်းရာဆင်ရှူရီကန်နဲ့နာရီတိုဖြစ်နေရဲ့ပြင်သူပြစ်လိုက်တာကဂျူဆူမဟုတ်ပဲထက်ဆင့်အသွင်ပြောင်းလာတဲ့ဆာစကဲဖြစ်နေခဲ့ပါတယ်တတိမလို့တဲ့မမိုရှိကီကတန်ညိုရီနဲ့တုတ်လိုက်ပြီးမြဆာစကဲရဲ့ချက်ချင်းရင်းနေကန်နဲ့နေရာချင်းမိလိုက်ပြီးနာရီတိုရဲ့လက်တီးကိုအားရပါရစားလိုက်ရတဲ့ပြင်ချီပါကူတန်းဆဲဂျိုးတိတ်တစ်ခုဖန်နီးချင်းလို့အမည်ရတဲ့ဂျူဆူနဲ့ပါချက်ချင်းအစည်းခံလိုက်ရပါတယ်ဒါပေမဲ့အိုဆူဆူကီဆိုတာကလည်း